မနေ့ကကောက်တို့ကိုရီးယားနိုင်ငံမှာကျင်းပသွားတဲ့ဗဲဆန်းစုပွဲကြီးလည်းပြီးသွားပြီစိတ်မကောင်းစရာတော့ကောက်တို့ရဲ့အာယူလေးကတော့တဆုမှမချိတ်လိုက်ပါဘူးအာယူစုမရတဲ့ပုံမှာတချို့တွေကကြတော့လေစိတ်မကောင်းဖြစ်ကြတယ်တချို့တွေကြတော့လေအာယူမမရမလားဆိုပြီးတော့ရသွားတဲ့ကင်ထဲရီကိုမကျင်မနှက်ဖြစ်ကြရပေါ့နော်မကျင်မနှက်ကတော့ဖြစ်လို့မရပါဘူးဘာဖြစ်လို့လဲဆိုတော့ကောက်တို့ကင်ထဲရီကကြတော့ဒီကားနဲ့ Grand Prix ထိကိုမှန်းထားတဲ့သူပေါ့နော်အဲ့အတွက်ဒီ Kinteria Grand Prix ရမှသာလင်ဒီအန်ယူအတွက်ကကြတော့ bus အတွက်ကိုမျှော်လင့်ချက်ရှိရပါ Kinteria Grand Prix မရအောင်ဆိုလို့ရှိရင်ကျင်းတွေ Kinteria ကိုသူတို့က Kinteria ရှာရအောင်လိုက်တယ် Kinteria ကိုသူတို့ကကျင်းတွေ bus အတွက်စုပေးကိုပေးရမှာပါဘာလို့လဲဆိုတော့ Kinteria နဲ့အန်ယူနဲ့ကြရိုးချင်းမတူဘူးပေါ့ကွာနားလဲလွယ်အောင်ပြောရမယ်ဆိုလို့ရှိရင်ကောက်တို့ရဲ့အန်ယူကနော်ခွဲရထားလို့မျိုးဆိုလို့ရှိရင်ကောက်တို့ Kinteria ကြတော့ဖွေးဖွေးတို့လိုတန်းမျိုးပါတန်းကိုကမတူတာပါအန်ယူကကြတော့အခုမှသူတရုပ်ဆောင်ပိုင်းမှာစူးစမ်းနေစေလို့ပြောလို့ရတယ်လို့ကင်ထဲရီယာဆိုလို့ရှိရင်လုံးဝသူက professional ဖြစ်နေပြီအဲ့အတွက်ဘလို့မအောင်သူနဲ့ရှင်ပြီးတော့ပေးလို့ကတော့အဆင်မပြေပါဘူးကင်ထဲရီကို Grand Prix ပေးမှသာအန်ယူအတွက်ကဒီ address ကိုပေါ့နော် bus address ကိုမျှော်လင့်ချက်ရှိရပါအခုတော့စိတ်မကောင်းစွာနဲ့ပဲအန်ယူလေးကတော့တဆုမှမရလိုက်ပါဘူးနော်ကင်ထဲရီကိုသွားပြီးတော့မပြောကြပါနဲ့เนาะမပြောကြပါနဲ့ဆိုတာပို့ဆိုးတာဒီ TikTok တွေ Facebook တွေမှာပြောရင်အကြောင်းမဟုတ်ဘူးပေါ့เนาะဟိုလိုနိုင်ငံတကာ website တွေမှာသွားပြောမယ်ဆိုလို့ရင်အချက်ပြန်ပြန်ကွဲပါလိမ့်မယ်เนาะကင်ထဲရီရဲ့နောက်သမိုင်းအောင်လဲလှန်ကြည့်အောင်เนาะကားထွက်ကအရန်ကျဲတယ်ဒါပေမဲ့ तू ကတကားထွက်ရင်ထွက်တယ်လို့လုံးဝစုတယ်အများကြီးတိမ့်ပိုက်တဲ့သူမျိုးကောက်တော့ဘယ်လိုပြောမလဲဇကာတင်ထဲမှာဒီဇကာတင်ထဲကိုကြည့်လိုက်လို့ကင်ထဲရီပါပြီဆိုလို့ရှိရင်ဘာကားလဲမမင်းနဲ့ကင်ထဲရီပါပြီဆိုပြီးတဲ့တခြားမင်းသမီးတွေကရဖို့90%လောက်ကမသေးကြတော့ပါဘူးအဲ့ဒါအောင်မှအိုက်ကကင်ထဲရီကိုလုံးဝအဓိကထားပြီးတော့ target ထားပြီးတော့ရိုက်တယ်ဇက်ကလုံးဝကောင်းတယ်ဆိုလို့ရှိရင်တခြားမင်းသမီးကလုံးဝကိုမျှော်လင့်ချက်မရှိတော့ပါဘူးအဲ့လိုမျိုးအဲ့လောက်ထိကို तू ကလွှမ်းမိုးမှုရှိပြီးတော့ကောင်းတာပေါ့နော် professional ကြားရတဲ့သူဖြစ်တဲ့အတွက်စိတ်မကောင်းဖြစ်ရုံကလွယ်ပြီးအာယူတွက်ကတော့ကောက်လို့ဘာမှမတက်နိုင်ပါဘူးပေါ့နော်အမှန်ဆိုလို့ရှိရင်မှန်းထားတာတော့ Kinteria ကို Grand Prix လောက်မှန်းထားပြီးတော့အာယူကိုကြတော့ကောက်တို့ bus address လောက်ကိုတော့ပေးစီချင်တာပေါ့နော်ဒါပေမဲ့လည်းမျှော်လင့်တာလို့ဖြစ်မလာတော့လဲဘာတက်နိုင်မှာလဲနော်အားလီလာပြောပြအတက်တာ